Hello ဒီနေ့ဗီဒီယိုလေးထဲမှာ YouTube track ကအသုံးဝင်ဆုံးနေ့စဉ်သုံးအင်္ဂလိပ်စကားပြောအခု30ကိုမျှပြီးတော့မှာဖြစ်ပါရှင်။နံပါတ်1ကတော့ how's it going ဘယ်လိုလဲ။သူကကြတော့ဘယ်လိုအခြေအနေရှိလဲနေကောင်းလားဒီလိုမျိုးမေးချင်တဲ့အခါသုံးပါရရှင်။ how's ဆိုတာကကြတော့ how နဲ့ ing နဲ့ကိုခြုံပြီးတော့ရေးထားတာပဲဖြစ်ပါတယ်။ how's it going how's it going how's it going ဘယ်လိုလဲနံပါတ်2ကတော့ nice to meet you တွေ့ရဝမ်းသာပါတယ်။သူ့ကိုကြတော့ပထမဆုံးတွေ့ဆုံတဲ့အခါရင်ကြည်ကြည်နှုတ်ဆက်ချင်လို့ရှိရင်သုံးပါတယ်။ကိုယ့်ရဲ့နာမည်ပိုင်းမိတ်ဆက်ပြီးလို့ရှိရင်ပေါ့နော် nice to meet you တွေ့ရဝမ်းသာပါတယ်။ဒီလိုမျိုးလေးနှုတ်ဆက်ကြပါရှင်။ nice to meet you nice to meet you nice to meet you တွေ့ရဝမ်းသာပါတယ်။နံပါတ်3ကတော့ have a good oneကောင်းသောနေ့လေးဖြစ်ပါစေ။သူကကြာနှုတ်ဆက်တဲ့အခါရပိုင်းဆိုလို့ရှိရင်ပေါ့။ဒီကောင်းနေ့မြတ်လေးပိုင်းဆိုင်နိုင်ပါစေ။နေ့ရက်ကောင်းလေးဖြစ်ပါစေ။အဲ့လိုမျိုးပြောချင်လို့ရှိရင်ဒီ have a good one ဆိုပြီးတော့သုံးလို့ရပါတယ်ရှင်။ have a good one have a good one have a good one ကောင်းသောနေ့လေးဖြစ်ပါစေ။နံပါတ်4ကတော့ long time no see မတွေ့ရကြပြီသူကကြတော့အရင်တုန်းကတိခဲ့ဘူးပြီးသားခင်ခဲ့ဘူးပြီးသားလူနဲ့ပြန်တွေ့ရဆိုလို့ရှင်မတွေ့ရကြပြီเนาะဒီလိုမျိုးလေးနှုတ်ဆက်တဲ့အခါသုံးပါရရှင် long time no see long time no see long time no see မတွေ့ရကြပြီเนาะWhat are you doing ဘာလုပ်နေတာလဲအခုလောလောဆယ်ဘာလုပ်နေတာလဲဥပမာဆိုလို့ရှင်စာကြည့်နေရလားဖုန်းကြည့်နေရလားဒီလိုမျိုးမေးချင်လို့ရှင် What are you doing ဆိုပြီးတော့မေးလို့ရပါတယ်ရှင် What are you doing What are you doing What are you doing ဘာလုပ်နေတာလဲနံပါတ်6ကတော့ Could you help me ကျွန်တော်ကိုကူညီပေးလို့ရမလားကိုကတယောက်ကိုအကူအညီတောင်းချင်တဲ့အခါအကူအညီလိုအပ်နေတဲ့အခါဆိုလို့ရှင် Could you help me လို့ပြောလို့ရပါတယ်ရှင် Could you help me Could you help me Could you help me ကျွန်တော်ကိုကူညီပေးလို့ရမလားနံပါတ်9ကတော့ What does this mean ဒါကဘာကိုဆိုလိုတာလဲကိုကဒီအရာတစ်ခုခုရဲ့အဓိပ္ပာယ်ကိုမသိဘူးပေါ့နော်ဥပမာဆိုလို့ရှင်အင်္ဂလိပ်စာလုံးတစ်ခုခုရဲ့အဓိပ္ပာယ်ကိုမသိဘူးဆိုလို့ရှင် What does this mean ဆိုပြီးတော့ပြောလို့ရပါရှင် What does this mean? What does this mean? What does this mean? ဒါကဘာကိုဆိုလိုတာလဲနံပါတ်8ကတော့ Could you repeat that? နောက်တစ်ခေါက်တော့ပြန်ပြောပေးလို့ရမလားကိုကတရားရောက်နဲ့စကားပြောနေတဲ့အချိန်မှာသူပြောတာကိုနားမလည်လိုက်ဘူးမရှင်းလိုက်ဘူးဆိုလို့ရှင် Could you repeat that? ဆိုပြီးတော့မေးလို့ရပါတယ်ရှင် Could you repeat that? Could you repeat that? Could you repeat that? နောက်ခေါက်တော့ပြန်ပြောပေးလို့ရမလားနံပါတ်9ကတော့ I don't understand ကျွန်တော်နားမလည်ဘူးကိုကတခုခုနားမလည်တဲ့အခါဆိုလို့ရှိရင် I don't understand ကျွန်တော်နားမလည်ဘူးဒီလိုမျိုးလေးပြောလို့ရပါရှင် I don't understand I don't understand I don't understand ကျွန်တော်နားမလည်ဘူးနံပါတ်10ကတော့ slow down please ကျေးဇူးပြုပြီးတော့ဖြည်းဖြည်းပြောပါကိုကတရားရောက်တဲ့စကားပြောနေတဲ့အချိန်မှာသူကအယမ်းမြင့်မြင့်ပြောလိုက်တယ်ကိုကမရှင်းလိုက်ဘူးနားမလည်လိုက်ဘူးဆိုလို့ရှင် slow down please ဆိုပြီးတော့ပြောလို့ရပါတယ်ရှင် slow down please slow down please slow down please ကျေးဇူးပြုပြီးဖြည်းဖြည်းပြောပေးပါနံပါတ်7ကတော့ I'm looking for something ပေါ့နော်ကျွန်တော်တခုခုရှာနေရပါကိုကတခုခုရှာနေရဲဆိုလို့ရှင် I'm looking for နဲ့တွေ့ပြီးတော့တောင်းလို့ရပါတယ်ရှင်ဥပမာဆိုလို့ရှင် I'm looking for my book ကျွန်တော်ရဲ့စာအုပ်ကိုရှာနေရပါဒီလိုမျိုးလေးတောင်းလို့ရပါတယ်ရှင်နံပါတ်7က how much is this ဒါဘယ်လောက်လဲကိုကဆိုင်နေပိုင်းမှာဈေးသွားဝယ်လို့ရှင်ဒီတခုကဘယ်လောက်လဲအဲ့လိုမျိုးမေးကြည့်လို့ရှင် how much is this လို့မေးလို့ရပါတယ်ရှင်How much is this? How much is this? How much is this? ဒါဘယ်လောက်လဲနံပါတ်7က Where's the park? ပန်းခြံကဘယ်မှာလဲဒီ the park ဆိုတဲ့နေရာမှာတခြားအထည့်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင် Where's the restaurant? စားတောက်ဆိုင်ကဘယ်မှာလဲဒီလိုမျိုးလေးသုံးလို့ရပါတယ်ရှင် Where's the park? Where's the park? Where's the park? ပန်းခြံကဘယ်မှာလဲနံပါတ်14ကတော့ I'm hungry ဘိုက်စားရယ် I'm hungry I'm hungry I'm hungry ဘိုက်စားရယ်
နံပါတ်15ကတော့ I'm thirsty ရေစာရယ် I'm thirsty I'm thirsty I'm thirsty ရေစာရယ်နံပါတ်16ကတော့ I think so ကျွန်တော်လည်းအဲ့လိုပဲထင်တယ်ကိုကတခြားတစ်ယောက်ရဲ့အမြင်ကိုထောက်ခံတယ်ကိုလည်းအဲ့လိုမျိုးပဲအမြင်တူရဆိုလို့ရှင် I think so ဆိုပြီးတော့ပြောလို့ရပါတယ်ရှင် I think so I think so I think so ကျွန်တော်လည်းအဲ့လိုပဲထင်တယ်နံပါတ်19ကတော့ I'm not sure မတိကျဘူးမတိကျမရရတဲ့အားကိုပြောချင်လို့ရှင် I'm not sure ဆိုပြီးတော့ပြောလို့ရပါတယ်ရှင် I'm not sure I'm not sure I'm not sure မတိကျဘူးနံပါတ်18ကတော့ sounds great အကြံကောင်းမယ်တကယ်ကောင်းကြပြီမိုက်တယ်အဲ့လိုမျိုးပြောချင်လို့ရှင်သုံးလို့ရပါတယ်ရှင် sounds great sounds great sounds great အကြံကောင်းမယ်နံပါတ်19ကတော့ don't worry about it အဲ့ဒါအတွက်စိတ်မပူပါနဲ့ကိုကတရားရောက်ကိုနှိမ့်သိမ့်ပေးခြင်းနဲ့စိတ်မပူနဲ့လို့ပြောချင်တယ်ဆိုလို့ရှင် don't worry about it ဆိုပြီးတော့သုံးလို့ရပါတယ်ရှင် don't worry about it don't worry about it don't worry about it အဲ့ဒါအတွက်စိတ်မပူပါနဲ့နံပါတ်20ကတော့ it's okay အဆင်ပြေပါတယ်အဆင်ပြေပါရပါတယ်အဲ့လိုမျိုးပြောချင်လို့ရှင် it's okay ဆိုပြီးတော့ပြောလို့ရပါတယ်ရှင် it's okay it's okay it's okay အဆင်ပြေပါတယ်နံပါတ်21ကတော့ what is your name နာမည်ဘယ်လိုခေါ်လဲကိုကအခုမှစတွေ့ရသူတယောက်ပေါ့နော်သူ့နာမည်ကိုလည်းမသိဘူးသူ့နာမည်ကိုသိချင်တယ်ဆိုလို့ရှင် what is your name လို့မေးလို့ရပါတယ်ရှင် what is your name what is your name what is your name နာမည်ဘယ်လိုခေါ်လဲနံပါတ်22ကတော့ where are you from ဘယ်ကလာတာလဲမင်းဘယ်ကလာလဲမင်းဇာတိကဘယ်ကလဲဒီလိုမျိုးမေးချင်လို့ရှင် where are you from နဲ့မေးလို့ရပါတယ်ရှင် where are you from where are you from where are you from ဘယ်ကလာတာလဲနံပါတ်24ကတော့ I'm busy right now အခုအလုပ်ရှုပ်နေတယ် I'm busy right now I'm busy right now I'm busy right now အခုအလုပ်ရှုပ်နေတယ်နံပါတ်25ကကြတော့ I'm sorry တောင်းပန်ပါတယ်ကိုကတောင်းပန်ခြင်းတဲ့အခါစိတ်မကောင်းဖြစ်တာကိုဖော်ပြခြင်းတဲ့အခါဆိုလို့ရှင် I'm sorry လို့ပြောလို့ရပါတယ်ရှင် I'm sorry I'm sorry I'm sorry တောင်းပန်ပါတယ်နံပါတ်26ကတော့ no problem ရပါတယ်ကိုကရရဲ့အဆင်ပြေအဲ့လိုမျိုးပြောချင်လို့ရှင် no problem လို့ပြောလို့ရပါတယ်ရှင် no problem no problem no problem ရပါတယ်နံပါတ်29ကတော့ wait a minute please ကျေးဇူးပြုခဏလောက်စောင့်ပေးပါကိုကတရားရောက်ကိုယဉ်ကြီးကြီးလေးစောင့်ခိုင်းခြင်းတဲ့အခါဆိုလို့ရှင် wait a minute please လို့ပြောလို့ရပါတယ်ရှင် wait a minute please wait a minute please wait a minute please ကျေးဇူးပြုပြီးခဏလောက်စောင့်ပေးပါနံပါတ်28က what time it is ဘယ်နာရီရှိလဲကိုကအချိန်ကိုမေးချင်တယ်အခုဘယ်နာရီရှိလဲဆိုတာကိုမေးချင်တယ်ဆိုလို့ရှင် what time it is လို့မေးလို့ရပါတယ်ရှင် what time it is what time it is what time it is ဘယ်နာရီရှိပြီလဲနံပါတ်29ကတော့ have a nice day တာယာသောနေ့လေးဖြစ်ပါစေသူကလည်း have a good one နဲ့ဆင်တယ်ပေါ့နော်တာယာရဲ့နေ့လေးဖြစ်ပါစေနေကောင်းမြတ်မြတ်လေးပိုင်ဆိုင်နိုင်ပါစေအဲ့လိုမျိုးပြောချင်လို့ရှင် have a nice day လို့တောင်းလို့ရပါတယ်ရှင် have a nice day have a nice day have a nice day တာယာသောနေ့လေးဖြစ်ပါစေနောက်ဆုံးကတော့ see you later နောက်မှတွေ့မယ်တယောက်ယောက်ကိုနှုတ်ဆက်တဲ့အခါကိုရဲ့တငယ်ချင်းပဲဖြစ်ဖြစ်မိတ်ဆွေပဲဖြစ်ဖြစ်ပေါ့နော်ပြန်ခါနီးနှုတ်ဆက်တဲ့အခါဆိုလို့ရှိရင် see you later နောက်မှတွေ့မယ်ဒီလိုမျိုးလေးနှုတ်ဆက်လို့ရပါတယ် see you later see you later နောက်မှတွေ့မယ်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင်ဒီဗီဒီယိုလေးကအသင်အတွက်အကျိုးရှိလိုက်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့ဒီဗီဒီယိုလေးကအသင်အတွက်အကျိုးရှိရဆိုရင်တော့ YouTube channel လေးကို subscribe လုပ်ခဲ့ပေးကြပါအောင်ရှင်ပြီးတော့ဒီဗီဒီယိုလေးကို like လုပ်ခဲ့ပေးကြပါနော် Thanks for watching bye